ကိုကျိုးရှာတဲ့ခေါင်းဆောင်တွေဟာအဖွဲ့သားတွေရဲ့အောင်မြင်မှုကိုကိုယ်ပိုင်အဖြစ်သိမ်းပိုက်တတ်တာကြောင့်သူတို့နဲ့အလုပ်လုပ်ရင်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေအရာမထင်မဲ့ပျောက်ကွယ်သွားနိုင်တာကိုသတိပြုပြီးရှောင်ရှားတင်ပါတယ်ဝန်ထမ်းတွေရဲ့လိုအပ်ချက်နဲ့ခံစားချက်ကိုလုံးဝစာနာနားလည်ပေးလို့မရှိပဲမိမိရဲ့အာဏာနဲ့အမိတ်ကိုပဲရှေ့တန်းတင်တတ်တဲ့အတွက်ကြောင့်စိတ်ဖိစီးမှုတမ်းမခံနိုင်ခင်အမြန်ဆုံးအလှမ်းဝေးအောင်နေရပါမယ်အမှားတစ်ခုခုကြုံလာရတဲ့အခါတာဝန်ယူမှုကိုအမြဲတမ်းရှောင်လွှဲပြီးလက်အောက်ငယ်သားတွေကိုပဲလက်ညှိုးထိုးအပြစ်ပုံချတတ်လို့ဒီလိုလူမျိုးအောက်မှာရေရှည်ရက်တည်ဖို့မကြိုးစားပါနဲ့တော့အဖွဲ့အစည်းရဲ့ရေရှည်တိုးတက်မှုထက်မိမိရဲ့ယာတုဂုဏ်သိက္ခာနဲ့မျက်နှာပန်းလှဖို့ကိုပဲအဓိကဦးစားပေးဆုံးဖြတ်ချက်ချတတ်တာကြောင့်အနာဂတ်လမ်းပြောင်းမသွားအောင်သူတို့ရဲ့လမ်းညွှန်မှုကိုအကန့်လိုက်မယုံကြည်ပါနဲ့အများနဲ့ပူပေါင်းလှုပ်ဆောင်ရတဲ့အလုပ်တွေမှာတော့မိမိတယောက်တည်းပေါ်လွင်ထင်ရှားဖို့ပဲအမြဲကြိုးစားနေတတ်ပြီးတခြားသူတွေရဲ့အကြံဉာဏ်ကောင်းတွေကိုလစ်လျူရှုပိတ်ချတတ်ပါတယ်လက်အောင်ငယ်သားတွေအချင်းချင်းစီးလုံးညှိနှိုင်းမှုကိုမလိုလားပဲတွေးခွဲအုပ်ချုပ်တဲ့စနစ်ကိုတုံးပြီးသူ့ရဲ့အာဏာတည်မြဲအောင်လှုပ်ဆောင်တတ်လို့ဒီလိုထောင်ချောက်တွေမဝင်မိဖို့အထူးတတိထားမယ်အလုတ်အကင်အခွင့်အလမ်းကောင်းနေပေါ်လာတဲ့အခါအဖွဲ့သားတွေကိုမျှဝေပေးခြင်းမရှိဘဲမိမိနဲ့နီးစပ်ရာလူယုံအနေငယ်ကိုပဲအခွင့်ထူးခံအဖြစ်လျှို့ဝှက်ပေးရတတ်ပါတယ်ဝေဖန်အကြံပြုချက်တွေကိုလက်မခံနိုင်ပဲအမြဲတမ်းမိမိကိုယ်ကိုယ်သာအမှန်ဆုံးလို့ထင်ပြီးယူဆနေတတ်တာကြောင့်ဒီလိုခေါင်းဆောင်တဲ့စကားအချီတင်ပြောပြီးအချိန်မခံပါနဲ့အဖွဲ့သားတွေအပေါ်ယူသားပွင့်လင်းမှုမရှိပဲအရေးကြီးတဲ့သတင်းအချက်လက်တွေကိုဖုံးကွယ်ထားပြီးမိမိရဲ့အသာစီးရမှုကိုပဲအစင်တစိုက်တီးဆောက်နေတတ်ပါတယ်လူသားအရင်းမြစ်ကိုတန်ဖိုးထားကောင်မှမသိပဲအဖွဲ့သားတွေကိုအတုံးချစရာကိရိယာတစ်ခုလိုပဲသဘောထားတာကြောင့်ကိုယ့်ရဲ့တန်ဖိုးကိုမပျက်စီးခင်အချိန်ရှောင်ခွာနိုင်ဖို့လိုအပ်ပါတယ်